Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ထိုးယူပါကျွန်တော်ဒီနေ့မှာတော့ Minecraft ဒါပေမဲ့အိတ်လိုက်တဲမှာပြထားသလိုပဲ OBBC တွေကြာလာမှာဖြစ်ပါတယ်ကဲဆိုတော့ wait ကိုလူတွေကဒီလိုပြောလို့ရမ်းလွယ်မယ်ထင်နေရလားဒါဆိုရင်တော့မှားတော့ပါပြီပြထားသလိုပဲပေါ့နော်ကျွန်တော်က hack mode နဲ့ဆော့မှာဖြစ်ပါတယ် hack ကောမှုဆိုတခါရေးတေရောမှာဆိုလို့ကဲဗီဒီယိုလေးစရအောင်ကဲဂိမ်းနဲ့ရောက်ပြီဆိုလို့ရှိရင်တစ်ခုရမယ်ဒါသမိုင်းပေးတာဝင်ပဲโอเคဟိုမှာတိုးလေးရှိမယ်ကဲမြန်ခုဒီနေ့ဗီဒီယိုမှာ goals တစ်ခုရှိပါတယ်ဒါကတော့ကျွန်တော်နေတာကိုရောက်အောင်သွားဖို့ပါဟုတ်ပါတယ်နေတာရောက်ရင်ရပါပြီအဲ့ဒါ dragon ကျတော့အရင်ခတ်တယ်လေကျွန်တော်လည်းတော့အချိန်မပေးနိုင်အောင်အဲ့ဒါကြောင့်မလို့နေတာပဲကောင်းပါတယ်โอเคဒီခေါ်လို့လည်းပြီးပြီဆိုတော့ inventory အမြင်နှိပ်ကဲရပြီကဲ crafting table ရပြီဆိုတော့ craft လိုက်ရအောင်โอเค iron so bell iron no wood အရှိရဟိုကောင်းနေအော်ငါကန်ကောင်းချက်3ကောင်းတော့ကဲမင်းတို့အလှဲ့ပဲရော့နှစ်ချက်ရော့နောက်တစ်ခေါက်ခွန်းနောက်တစ်ခေါက်တွေ့လိုက်သေးဘယ်ရောက်သွားလဲမသိဘူးဒီနားလေးပါပဲဒီနားလေးပါโอเคဟိုမှာ၄កောင်ရှိရဲဆိုတော့၄កောင်လုံးတက်သွားလိုက်မယ်တစ်ခါโอเคရတယ်နောက်ဆုံးတစ်ခေါက်တော့ပြီးသွားပြီကဲဒီတော့အဲ့ရအတွက်လည်းစိတ်ပူစရာမလိုတော့ဆိုတော့ကျွန်တော်လိုအပ်တဲ့ဟာတွေဆက်ပြီး craft ပြအောင် Okay ဟိုအရှိမဝါအပေါက်ကလေးဆိုမတက်တော့ပါဘူးပေါက်ကလေးဆိုမတက်တော့ဟေးကဲရွာတွေ့ရင်တော့ကောင်းတာရွာလေးများတွေ့ပါကျွန်တော်ဒီမှာမေ့သွားတာ city ရော sorry coordinate ပြောတာ coordinate ရော display ရောဖွင့်မထားအောင်ကဲဒီထားတော့ဖွင့်လိုက်အောင် A few moments later ကဲ coordinate နဲ့ display ဖွင့်ပြီးတော့ဒါဆိုလို့ရှိရင်တစ်ခုလိုက်ရအောင်goals နှစ်ခုလောက်ပါမယ်နောက်တစ်ခုထပ်တိုးလိုက်မယ်အိတ်ဆောက်မယ်ရပြီအိတ်ဆောက်မယ်ကဲဆောက်ဆိုရပြီဆိုကျွန်တော်တို့အိမ်လေးဆောက်ရအောင်ကျွန်တော်ကြောက်လုံးနဲ့အလုံးလောက်တူးသွားပြီပေါ့နော်အဲ့ဒါပေါ်ပြတတ်မယ်အခုမှကြည့်မိရချင်းညရောက်တော့မှာကွာဟဲအိတ်လိုက်ရအောင်မအိတ်ခင်ဒီအောက်ကကျန်ကင်းလေးအရင်လုံးလိုက်ကျွန်တော်အခုမှသိထားမိတယ်ကျွန်တော်စဉ်းစားနေတာအိတ်ဝင်းနဲ့လीအိတ်လိုက်ထားလိုက်ပစီးပူရမယ်တဲ့ဟုတ်လားအဲ့စမ်းကြည့်ရကဲအဲ့လိုရအောင်ကဲအဲ့လိုရတော့ဟဲ့အဲ့လိုရရင်တော့ဒါလည်းမြန်လောက်ရမှာပေါ့
ဟောဒါကြီးထားရတော့မနေ့ကမှဆက်လုပ်မယ်တူလို့မရတော့โอเคကျွန်တော်ရဲ့အိမ်ဆောက်တဲ့ခိုးကတော့ပြည့်သွားပြီပေါ့နော်ငါ့ဘက်နဲ့အောက်ရပြတ်တနာပဲဟေးကော်ဘစတုံးနေဘယ်ရောက်သွားလဲโอเคတော့ကော်ဘစတုံးနေ1 set ရပြီကဲဘာပစ္စည်းရမလဲကျွန်တော်မေ့သွားတယ်ဗျာပြန်ထားဖို့shit ဘာမှလည်းမကြားလာဘူးဟာဇွန်ဘီအများကြီးပဲညီလေးတို့လုံးနေလေအဲ့လိုမျိုးကဲအရင်ဗီဒီယိုတော့တေးပွားရင်မင်းတို့လုပ်လို့ငါခုတော့မတေးနိုင်တော့ဟွာလိုက်တော့မင်းတို့ကောင်းတော်ဆိုးနေပြီ bro ဘာပစ္စည်းမှလည်းမကြောက်ဘူးနော်ကဲပါအဲ့တက်တာနေမှာနောက်တညပေါ့နောက်တညဆက်ဆောင်ကြည့်ရပေါ့ပြဿနာပဲကဲအိမ်လေးပဲဆက်ဆောင်ကြရပါပေါ့ဟုတ်ကဲ့တော့ဒီအောင်ဆိုတော့လည်းအဲ့ဒါပါအဲ့ဒါဒီကတော့တော့ချစ်ရပြီဆိုတော့ဒီဘေးကိုသွားလိုက်မယ်ပြင်ထွက်ပြီးတော့ကျွန်တော်ကော်ပတ်ဆုံးသွားယူမယ်furnace လောက်ရမယ် furnace တော့ရှင်းတော့biggest တောင်ပြတ်သွားပြီဆိုတော့ဒီဟာလေးပဲယူပြီးပေါ်ပြန်တက်ကြတာပေါ့ကဲကျွန်တော်လူရာလေးလှုပ်ထားလိုက်ပါမယ်ညကြရင်ပြန်တွေ့ကြတာပေါ့ A few inches later. ကဲချိုးရှိုးလိုက်ညနေတော့စောင်းနေပြီဆိုတော့ဒီရက်လေးပဲစောင်းကြတာပေါ့ပြီးတော့ကျွန်တော်အိတ်အောင်ဒီပေါ်ရွှေ့ထားပါတယ်ဘာလို့လဲပစ္စည်းတွေလွတ်ကြလို့ရအောင်ပေါ့နော်โอเคအဲ့ဆိုဒီရက်လေးပဲစောင်းကြတာပေါ့ကဲဝင်လိုက်တော့နေလုံးကြီးဝင်လိုက်တော့နေလုံးကြီးဝင်လိုက်ပါတော့နေလိုက်တာကွာငါမိုင်းသွားတူးရင်ကျတော့မြင်လိုက်တာဘလို့မိုးချုပ်လို့ချုပ်သွားမှမသိဘူးခုနကကျတော့အခုကျတော့ကြည်စမ်း तू မဟုတ်တဲ့အတိုင်းပဲအေးပါကွာအဲ့လိုကြီးနေနေကြတော့အဆင်မပြေတော့ကဲနေတော့မယ်တော့ဖြစ်တယ်ဝင်တော့မယ်โอเคဝင်သွားပြီဘောကလာထွက်ပြီလားလာမရှိရဲ့ညာကြီးလားမသိပါဘူးလှလိုက်တာသူမအတိုင်းပဲစတာပါโอเคဝင်มาတော့တောင်းမှပါတယ်ပါလဲအိတ်လိုက်ထားလိုက်လုပ်ကြည့်မယ်မရရင်တော့ဒီတန်းလေးပဲဒီပလေးနဲ့သွားရမှာပေါ့ဒီမို့လိုချင်ကျွန်တော်ဒီမှာ Telegram channel မှာအခုပြထားသလိုပဲရိုက်ရှာပြီးတော့ကျွန်တော် Telegram channel မှာဝင်ယူလို့ရပါတယ်ကဲညာလည်းထွက်ပြီဆိုတော့အိတ်မယ်ပြီးပြန်ထားမယ်မနက်ကချက်ချင်းတန်းလင်းတာကြီးမဟုတ်သေးဘူးနော်ပစ္စည်းကြတယ်โอเค iron block 2ခုတောင်ရတယ် emerald ရောအဲ့အထဲမှာမလို့မကြရတဲ့နဲ့ခုနကတော့ချက်ချင်းတန်းလို့ရကြီးမဟုတ်သေးဘူးတခုပဲကဲဒီကနောက်တစ်ညထပ်ဆောင်ကြတာပေါ့ဗျာနေရောပစ္စည်းလေးအရင်စစ်ကြည့်အောင် iron block 4ခုတောင်ရတာ what the hell ကဲဒါဆိုလို့ရှိရင်ကျွန်တော် iron full armor လုပ်မယ်ပေါ့နော် iron full armor လုပ်မယ်ကဲ iron full armor လုပ်မယ်ဆိုတော့ဒီထဲကိုအရင်လာပြီးအများကြီးပဲ36ခုမဟုတ်ဘူးလေ okay water bucket တစ်ခုလုပ်မယ် okay ရပြီဟုတ်ဒီကြောက်တော့ညမထားလိုက်ပဲကဲမင်းတို့တော့မလို့တော့ကောင်းပြီရောက်ကငါ့ကိုပြန်ပြီးတယ်ကဲ okay ရပြီအားလုံးရပြီကဲအားလုံးရပြီဆိုတော့အရေးကြီးဆုံးမေးနေတာအရေးကြီးဆုံး shield လောက်ရမယ်bro ရှိလောက်ရမယ်
ငါ့ကိုတစ်ခုတ်ခိုင်းပြန်ပြီရှီးလို့ရမယ်အဲ့ X ဒီပါရဲ့ကိုလို့ရမယ်ဒီအပင်ကြီးကုန်ခုတ်လိုက်တော့ခွဲချဆိုရပြီသွားမယ်ဟဲ့မဟုတ်လေဘယ်ဖားနဲ့စေဝင်တာတော့အာပစ္စည်းရတော်ရတယ်ကွာတန်နေလော့တဲ့ဒီမှာထားလိုက်မယ်โอเคဒီမှာထားလိုက်ဒါငါ့ကိုလဲဆိုင်စားခိုင်းနေတယ်ပြန်တင်ထားလိုက်တာကြီးဘလို့ဟဲလ်မတ်ကမလို့ကျွန်တော်မှားလို့ပြီဟဲလ်မတ်မလို့ကဲဒါလေးရင်လောက်ထားလိုက်မယ်ဟေးရှီးတစ်ခုရပြီတုတ်ချောင်းနေလို့ရမယ်ဒါမှ Iron Sword Iron Pickaxe Iron S ပြောတာအခုကျမှ Iron Pickaxe Okay ရပြီဒါလေးရအရေးကြီးဆုံး item တွေပေါ့နော်မထားလိုက်ပြီကြီးတော့လိုရမယ်အဲ့ဒါမှထားလိုက်မယ် Okay ဒီလောက်ဆိုရပြီကဲဝှကြရတာပေါ့ Okay ရော့အမကဲ Iron Food အမဖြစ်ပါပြီ Iron Food အမဆိုပေမဲ့ကျွန်တော် helmet တော့မဆောင်းတော့ helmet ကတော့အကောင်စားကြီးရှိဝါ Fire Protection 4 Infinity bar ဆိုလည်းပဲ and break green 3 bar နဲ့ okay မိုက်တယ်ကြိုက်တယ်ဒီရရှိကဲဒီနောက်တစ်ညထပ်ဆောင်ကြတာပေါ့ကဲကျွန်တော်စကေးတစ်ခုပြမယ်ဒါလည်းပြန်လုပ်တတ်ပါတယ်ဒါပြုတ်ချောမှရတာ တောက်ဖို့ရှောက်ပါ okay ယော့ကွက်တီတုံးတော်မျိုးเนาะသူရ share ဒါပဲကျွန်တော်မိုင်းသွားတူးတာအောင်ပဲနောက်နေ့ကျမှပြန်တွေ့ကြတာပေါ့ကဲကိုလူဒီမှာနေလဲတော်တော်လေးစောင်းနေပြီဆိုတော့နည်းနည်းလေးစောင်းလိုက်ကြတာပေါ့ကဲကျွန်တော်ဒီနေ့ကျအောင်ဆန်းဗျာโอเคဝင်လာတော့ဒီမှာငါအဲ့လိုရဟာမရဘူးပေါ့shit I can only speak at night and during the storm တော့ဒီမွန်နဲ့တိုက်နေတဲ့မိုးချိုးမွန်နဲ့တိုက်နေတဲ့အချိန်နဲ့ညဘက်ပဲအဲ့လိုရမှာတဲ့သူကကောင်းပါလားမင်းစောင်းတော့ရပြီလာထွက်ရင်ရပြီโอเคအဲ့လိုရတယ်โอเคအဲ့လိုရမင်းဟာ bro အဲ့ဒါရမဟုတ်သေးဘူးလေဟာကဲရှားတဲ့ပစ္စည်းတွေကြည့်မနေတော့ပါနောက်တညပေါ့အစားအစာတို့ကတော့တိတ်ပူစရာမလိုတော့ဘူးအများကြီးပဲကြာလာထားလိုက်ပါတော့ညတော့ What the hell man I like try bro shit အဲ့ဒါမိုက်တော့like try ရlike try ခုကဲကျွန်တော်စောင့်နေရတယ်တော်ကြာပြီပေါ့နော်ခုဒီလည်းဘာမှWhat bro what is that oh my god အဲ့ဆိုငါတော်လို့ရပြီရှာဒါပဲငါဒီစောင့်ရပြီအောင်ထင်နေတာကွာဒါပဲ nice ကျေးဇူးတင်ပါတယ် Bob လေး Bob ပါလို့အဲ့လိုရှိနေသွားနိုင်တယ်ဒီ3ပဲရှိသေးတယ်လေကဲကျွန်တော်ဒီတော့စလိုက်ကြတာပေါ့ဒါ firewall ရှင်ရတယ် firewall okay so 1 2 3 4 5 6ရပြီ okayရှီးရဘလို့ခတ်လိုက်တာဟုတ်ဒီအမြင့်လောက်ဆိုရပြီပိုးတော့ပိုးသွားသေးတယ်အဲ့ဒါထားလိုက်ပါတော့တရုံနဲ့ပိုးရကိစ္စတော့လည်းမရှိပါဘူး1 2 okay နေတော့ဝင်တော့မယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ goals နောက်တစ်ခုပြည့်တော့မယ်ဖြစ်ပါတယ် yes ဒါပဲ finally nether portal ဝင်လိုက်ရအောင်ထဲမှာဘာရှိမှမသိဘူးထဲဟင်းနေလိုက်ပြလိုက်မယ်ပေါ့နော်
2 hours later. Okay. နေတာပို့တဲ့sorry နေတာဝရရောက်လာပြီ။ဟိုရှော့ pick လေးနေရှိတယ်။နေတာထဲမှာရှင်းချလို့မရဘူးကွာ။အမေ့နေတယ်။ဒီကျွန်တော်ရဲ့ auto မှာ fire protection ပါတယ်ပြီးတော့3 2 1သူမှငါ့ကိုပြန်ရှင်းမသေးနဲ့ကွာ။အေးမြောက်တေးတယ် what the no shit man bro ဒီပါကဲဆိုတော့ video လေးကိုထုံးနေကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ခဲ့ပြီးပါအောင်ကျွန်တော် goals နှစ်ခုတော့ပြည့်သွားရပါတော့เนาะ yeah ဒီကိုကျင်းတတ်ပါတယ်အားလုံးပဲနောက် video မှာပြန်တွေ့ကြမယ် bye bye